ရှေတော့ငါပေါ့ကွယ်အရန်ကိုမှတာယာလာပါရဲ့စာကူလာမြို့ကြီးတစ်မြို့ရှိတယ်တဲ့အဲ့ဒီမြို့မှာအရန်ကိုလာပါရဲ့အိမ်ကြီးတဲ့လည်းရှိတဲ့အဲ့ဒီအိမ်ကြီးမှာတော့မောင်နှမနှစ်ယောက်နေထိုင်ကြတယ်တို့ရဟာလုံးဝမှမတည့်ပါဘူးဟာမနေ့ကလည်းရှိလည်းမသိဘူးငါနိုခဲ့ရလက်တော့ထိုင်သုံးနေ9 နာရီအောင်ထိုးပြီပဲဟိုအငယ်မှမထသေးဘူးတော့နှိုးမှရမယ်အဲ့ကောင်မလေးလေးနှိုးရင်ဘယ်တော့မှမထဘူးဟဲ့ဟောတော်အေးရေးချမ်းပုံကတော့ဟဲ့ငယ်မှထတော့ဘာလုပ်နေရလဲအဲ့ဆင်လို့ပါဆိုထတော့လို့ရင်ပြောကြအောင်ကနော်မပေါ့ကွာမင်းနော်ထတော့ခုချက်ချင်းထနော်ခုချက်ချင်းထနော်အေးဟောခုချက်ချင်းထနော်ငယ်မှထပါပြီကိုကြီးရဲ့နေ့တော်လေးကအမြဲထားဖို့ပြောရတယ်နော်ညီလုံးဝနားမပေါဘူးအကိုကြီးရဲ့ဒီနေ့ညရေးမှာချောင်းပိတ်ရလေးမှာအိတ်တာကိုနေချောင်းပိတ်လေနေ9 နာရီထနေကြမဟုတ်ဘူးလားချက်ချင်းထသွားရေမိုးချိုးကြရှာမချိုးပြီးလို့ရှင်နေကမနက်စာမကြံကြလဲပြောအောင်မယ်ခုချက်ချင်းထဘလို့ဖြစ်နေရလဲကိုကြီးရဲ့ထားနေပါပြီဆိုဒီမှာထိုင်နေရမတွေ့ဘူးလားထိုင်နေတဲ့ခုချက်ချင်းတော့တော့တဲ့ငါသွားပြီနော်အေးနော်နောက်ထပ်9 နာရီခွဲသမားနေအောင်ကိုမစင်းကြလို့ကတော့ငါနဲ့တွေ့မယ်ဘလို့ကောင်မလေးမှန်ကိုမသိပါဘူးကဲမလေးသူ့တော့ငါမနဲ့စာလုပ်ရအောင်မယ်လမ်းလိုက်တာဒီကောင်မနဲ့တော့ငါမလွယ်ဘူးဒုက္ခပါပဲနောက်ကြသူ့အတွက်အစာမကြံရင်လည်းပြောမယ်ငါ့ကဲငါလှုပ်ဆက်ရှာလုပ်ရမယ်မနဲ့တိုင်သူ့အတွက်မနဲ့စာပြင်ရအလုပ်တစ်လုပ်လေအဲ့ရလောက်ကိုသူ့လောက်ကမဲ့ဟာငါပဲလောက်ကြတယ်အမေကလည်းလောဘလို့ညီမလေးကိုမွေးထားမှမသိတန်းနေအလေဒီကိုကြီးနဲ့လည်းအုံနောက်မပါဘူးလားမသိပါဘူးအမြဲငါပဲမှန်မှုလုပ်နေရချားစစ်ပြက်လာအေးကြီးကမဝသေးဘူးကဲဒါမဲ့လည်းထတော့မှာပဲမထရင်တော့ဟိုအကိုကြီးကတော့မန်တော့မှာငါโอเคထမယ်ကဲအဲ့ဆိုငါအောက်ထပ်သွားပြီးမျက်နှာတော့တက်ပါမယ်ပေါ်နောက်နဲ့ဆင်းရလည်းမလွယ်ပါလားကဲအောက်ထပ်မျက်နှာတော့တက်မယ်အကိုကြီးမနှက်စာပါရှိလဲလုံနေတယ်မင်းမျက်နှာတက်ဆက်တက်သွားဟုတ်ကဲ့တခါရေချိုးလိုက်တော့မလားချိုးဒီချိုးတင်ချိုးငါလာပြောနေတယ်ကဲငါအင်ကြီးလဲရအောင်ပါပဲကဲဆိုတော့ငါရေကူးဝတ်စောက်သားလိုက်မယ်ရေကူးဆိုင်ထဲမှာရေစိမ်ကအရသာပဲအရန်နေမှမလိမ့်နိုင်ဘူးတော်စိမ်လို့ကောင်းတာပဲဟဲ့ရေချိုးမှမြင်ချိုးနော်အေးအကြပဲစင်နဲ့ရေလေးချိုးရင်ဖီးနေပါရဲ့ဆိုမှဟာကဲဆိုတော့ငါအင်ကြီးသွားလဲရအောင်မယ်ဝတ်စားသွားလဲကြည့်တော့ဟုတ်ကဲ့ရှင်တာဘလို့အကိုမှမသိကဲငါအဝတ်စားသွားလဲလိုက်ပါအောင်မယ်မနေ့စာလည်းကိုကချက်တုံးဆိုတော့မနေ့စာဘာဝင်ရင်ကောင်းမလဲမသိမနေ့စာလည်းချက်တုံးဆိုတော့ငါဒီပေါ်မှာပဲခဏနေလာအောင်မယ်ခေါ်မပဲအောက်စင်းတော့ငါဘလို့မျိုးလောက်ရင်ကောင်းမလဲစပင်းပုံဆောင်စီးလိုက်ရင်ကောင်းမလားမသိလူလေးပဲစီးလိုက်ပါအမေကဲဆိုတော့ငါကဒီမှာဖုန်းသုံးနေလိုက်မယ် Oh my god မိုက်တယ်ဟေးဒါကြီးကအရှမ်းမိုက်တာပဲအငယ်မဟင်းနေစင်းဖြစ်ပြီးတော့လာခဲ့တော့cling cling 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 ဘယ်ကဖုန်းလာနေရပါလဲငါဖုန်းအိမ်ကနေမယ်ဟုတ်တယ် Hello အမေလားအိုးအမေကျွန်တော်စီလာမလား Okay အဲ့ဆိုအမေကျွန်တော်ပြောတဲ့လမ်းတိုင်းလာခဲ့လိုက်တော့နော်ညနေသို့ရောက်လာတော့ခါတင်းတောင်ဟာအရှိမဘဲဒီတန်ကြားတယ်အမေလားမသိဘူးတွားကြည့်ဦးမဟာအမေပါလားဟာအမေဟေးငါသားလေးကိုတွေ့ချင်တော့အမေမခရီးပန်းလာတာ
မလေးမေတွေ့ရတာဝမ်းသာပါတယ်ဒါနဲ့မင်းကြီးမရောမလေးမင်းညီမလေးပေါင်အမေညီမတောင်ဖြစ်သွားတယ်အမေသမီးရလေးအမေကျွန်တော်စကားဆိုလုံးဝနားမထားဟတော်အေးဒီကလေးမလေးစိုးနေရနေမှာဟုတ်တယ်အမေစိုးနေတာသူတော်တော်ကိုစိုးနေတာလာမေမာကျွန်တော်တို့အတော်ပဲအမေကျွန်တော်ညနေသားပြင်ထားတယ်ကဲလာအမေဒီမှာထိုင်အောင်ပင်မန်းနေရောပေါ့ဟေးကွဲသားရဲ့အမေလည်းပင်မန်းတာပေါ့ကဲအမေရဲ့ time နေနေတော့လားအမေလည်းပင်မနေဆိုအမေသမီးတွေ့နေအပေါ်တက်ရအောင်ကဲတက်အမေတက်တော့ဒါချော်လဲအောင်မယ်ဟေးတယောက်နဲ့ပါလေအားလုံးကဲလာအပေါ်လိုက်ခဲ့လိုက်တော့အမေအမေရေအမေသမီးရတော့မနက်ကနေပြီးတော့မှအမညနေအထိဆင်းမလာဘူးကျောင်းလေးပိတ်ခါရှိရောက်သွားဒါငဲမခမငဲမပြရောက်သွားတယ်ငဲမကြီးငဲမဟောတော့ငဲမပဲရောက်လာလည်းမသိဘူးငဲမဟောအေးနင်ပါလောက်လာလေဒီမှာအမေလေးတမိဒီမှာအမေလေးအမေကိုလွမ်းနေရအမေကိုလွမ်းနေရအမေရဲ့အေးအမေလည်းတမိကိုလွမ်းပါတယ်ဒါနဲ့လေအမေကိုတိုင်လည်းရှိရလားကိုကလေတမိကိုနေတိုင်းအနိုင်ကျက်ဟဲဟုတ်လားဟဲ့နေဘာလို့ကလေးကိုနေတိုင်းအနိုင်ကျင့်နေရလဲပြောစမ်းဟာအမေတမီးကိုစိုးနေတာကဲအကိုစိုးတာလေအကိုစိုးတာမဟုတ်ဘူးလားဟဲ့တော်ကြတော့ဟာတော်ကြပါတော့ဟဲ့မအေးလာတော့လေနေတော့လည်းရမ်းပဲဖြစ်နေကြတာပဲကဲအဲ့ဒါဆိုအမေဒီနေ့ညသမီးနဲ့အိတ်လိုက်ကိုကသူကတယောက်တည်းအိတ်လိုက်ဟဲ့ညအဲ့လိုမလုပ်နဲ့လေငါလည်းအိတ်ချင်တာပေါ့ကိုကမအိတ်နဲ့လေကိုကအကြီးလေးညီမလေးအငယ်လေးနော်မေသမီးနဲ့အိတ်နော်သမီးခန်းထဲမှာပဲနေရမှာကဲစကားလေးရတော့ပါပဲအမပါသွားရင်လည်းတောင်းမှမှာပဲဘာလို့ဆိုရှည်သွားရင်ကြာတော့တိတ်မကောင်းဘူးဟုတ်တယ်မလားဆိုတော့ဘိုင်းမှာရှင့်